မြန်မာနိုင်ငံအင်ဂျင်မီဝန်ဆောင်မှုအသင်းပေါ်ရဲ့ရန်ကုန်တိုင်းဒေသကြီးအင်ဂျင်မီဝန်ဆောင်မှုအသင်းရဲ့2025ခုနှစ်နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကိုအောက်တိုဘာလ3ရက်နေ့မိုးလယ်ပိုင်းကရန်ကုန်မြို့ရှိလော်တီဟိုတယ်မှာကျင်းပပြုလုပ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအင်ဂျင်မီဝန်ဆောင်မှုအသင်းဟာဆိုရင်2016ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့ပြီး2018ခုနှစ်မှာမြန်မာယင်းနှိမ့်မြုပ်နှံမှုကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့တရားဝင်အသိအမှတ်ပြုခံခဲ့ရတဲ့အသင်းလည်းဖြစ်ပါတယ်။သတင်းပြည်စုံကိုတော့ဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။မြန်မာနိုင်ငံအင်ဂျင်မီဝန်ဆောင်မှုအသင်းကြီးဟာဆိုရင်မြန်မာနိုင်ငံမှာစီလုံးညီညွတ်တဲ့အင်ဂျင်မီဝန်ဆောင်မှုအသင်းဖွဲ့စည်းပြီးတိုင်းဒေသကြီးနဲ့ပြည်내အသီးသီးမှာအသင်းရုံးများနဲ့အမှုဆောင်ကော်မတီများထူထောင်ဖွဲ့စည်းဖို့အတွက်ရည်ရွယ်ကဖွဲ့စည်းတည်ထောင်ထားတာဖြစ်တယ်လို့သိရပါတယ်။နိုင်ငံအင်ဂျင်မီဝန်ဆောင်မှုအသင်းရဲ့ရန်ကုန်တိုင်းဒေသကြီးအင်ဂျင်မီဝန်ဆောင်မှုအသင်း2025 AGM ပွဲမှာကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကြီးကလည်းအင်ဂျင်မီဝန်ဆောင်မှုကိုနိုင်ငံတော်ရဲ့မူဝါဒလမ်းညွှန်ချက်တွေနဲ့အညီဆောင်ရွက်ဖို့မှာကြားပါတယ်ဒီနေ့ပွဲဟာကျွန်တော်တို့အတွက်များစွာမှဂုဏ်ယူရဲ့ပွဲတော်ဖြစ်ပါတယ်မြန်မာနိုင်ငံအင်ဂျင်မီဝန်ဆောင်မှုအသင်းကြီးလက်ရှိအခြေအနေထားနဲ့သမိုင်းကြောင်းနဲ့လက်ရှိအနေထားရဲ့နိုင်ငံတော်နဲ့ပူးပေါင်းဆောင်ရွက်တဲ့အပိုင်းမှာဘလို့အပိုင်းတွေရင်းနှီးမြှုပ်နှံမှုအပိုင်းတွေနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာမယ်နိုင်ငံခြားနဲ့ပူးပေါင်းဆောင်ရွက်နိုင်တဲ့အသင်းဟာဒီအသင်းကြီးတွေနဲ့ဆောင်ရွက်ပေးနိုင်တယ်ဆိုတဲ့အကြောင်းကျွန်တော်တင်ပြနိုင်ပါတယ်ဝန်ဆောင်မှုတစ်ခုတည်းမဟုတ်ပါဘူး2019နဲ့စပြီးတော့ဥက္ကဋ္ဌကြီးဥက္ကမောင်တန်းတဲ့တကွာသိပြီးတော့ဒါစီးပွားရေးကနိုင်ငံပူးပေါင်းဆောင်ရွက်ပြီးတော့ကျွန်တော်တို့ကလုပ်ငန်းတွေကိုလုပ်လို့ရအောင်လို့ဒီကစီးပွားရေးလုပ်ငန်းရှင်တွေနောက်ကနိုင်ငံရလက်ရှိလာမဲ့အမေရိကန်နိုင်ငံစီးပွားရှင်လုပ်ငန်းရှင်တွေရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်တွေမျိုးတွေကိုချိတ်ဆက်ပြီးလုပ်လို့ရအောင်သူကလာပြီးတော့ link လုပ်ပြီးချိတ်ပြီးတော့ပူးပေါင်းဆောင်ရွက်ဖို့ဒါလုံးဝစုစုပေါင်းနိုင်ငံအားလုံး80လောက်ရှိတယ်လက်ရှိမှာ80လောက်ရှိပြီးတော့လက်ရှိကိုထပ်ပြီးတော့လည်းတိုးချက်ပြီးတော့လက်ရှိ MOU ထိုးဆိုင်နေတော့နဲ့ထိုးသွားပြီးတော့ပူးပေါင်းဆောင်ရွက်ဖို့သူကအများကြီးချိတ်ဆက်ထားတာတွေအများကြီးရှိပါတယ်ရန်ကုန်တိုင်းဒေသကြီး HMA ဝန်ဆောင်မှုအသင်းမှာအသင်းဝင်ပေါင်း9000ကျော်ရှိပြီး2024-2025ခုနှစ်အတွင်းတိုင်းဒေသကြီးအတွင်း HMA ဝန်ဆောင်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီးအခုလိုသိရပါတယ်။ HMA ကဏ္ဍမှာဖွံ့ဖြိုးတိုးတက်လာတယ်ဆိုပြီးတော့ကျမတို့ရဲ့လိုအပ်ချက်တွေအများကြီးရှိပါသေးတယ်။အထူးသဖြင့်ကျမတို့ရဲ့ဥပဒေရေးရာဆိုင်ရာများပေါ့ legal ပိုင်းနဲ့ဆိုင်တဲ့ဟာတွေနောက်ပြီးတော့ HMA ကဏ္ဍဖွံ့ဖြိုးတိုးတက်လာမှာဆိုလို့ရှိရင်စတင်တဲ့ဥပါဒီမတိဆောက်ခင်လေးကကျမတို့တတိထားမယ့်အချက်တွေကျမတို့ရပညာတွေကိုဒီချက်ပို့ပြီးတော့ NAR ပဲဖြစ်ဖြစ် Arena ပဲဖြစ်ဖြစ်ပို့ချတဲ့ certified အဆင့်ဖြစ်တဲ့ဒီ engineering နဲ့ပတ်သက်တဲ့ course တွေအခုကျမတို့ကထပ်ပြီးတော့ကျမတို့သင်ကြားပေးမယ်စဉ်ဆက်ပြီးတော့သင်ကြားပေးတဲ့ကြောင့်ရရှိလာတဲ့အကျိုးတွေနဲ့ကျမတို့ကဒီဘက်မှာရှိနေတဲ့ခြားတော့ HMA အကျိုးဆောင်တွေကို awareness ကိုပေးမယ်ပေးရင်းနဲ့ပဲကျမတို့လည်းဖက်လက်တပြကျမတို့အာဆီယံအဆင့်အခုကျမတို့ကရရှိပြီးသားပါတယ်ဒါပေမဲ့လည်းတနင်္ဂနွေတစ်မှာလိုအပ်နေချက်တွေအများကြီးရှိတယ်ဒါတွေကိုလည်းကျမတို့ဖြည့်ဆည်းပေးခြင်းတဲ့အတွက်ကြောင့်မလို့ကျမတို့ကဒီပွဲကိုကျင်းပခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျမတို့ကရှေ့ဆက်ပြီးတော့လေကျမတို့ကပို့ပြီးတော့ HMA ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင်ကျမတို့ရဲ့ blacklist ကနေပြီးတော့ grey list ကိုရအောင်လဲကျမတို့ဆောင်ရွက်မယ်အပြင်ကျမတို့ရဲ့သင်တန်းပို့ချပြီးသားတွေသင်တန်းသားတွေအကုန်လုံးကိုလည်းကျမတို့ကဒီ certified course တွေ diploma course တွေဆက်လက်ပြီးတော့သင်ကြားနိုင်အောင်ကျမတို့ကဆောင်ရွက်ပေးပါမယ်ဒါလေးကတော့ကျွန်မပြောချနိုင်ပါတယ်ရှင်ရန်ကုန်တိုင်းဒေသကြီးအတွင်းအင်ဂျင်မြေဝင်ငွေခွန်များပေးဆောင်တဲ့အခါမှာပြည်သူများဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့အတွက်နှစ်စဉ်ကာလတန်ဖိုးစစ်စစ်သတ်မှတ်ရေးအဖွဲ့နဲ့မြို့နယ်အလိုက်ဝင်ငွေခွန်စံနှုန်းများကိုလည်းသတ်မှတ်ထုတ်ပြန်ပေးလျက်ရှိရာရန်ကုန်တိုင်းဒေသကြီးအင်ဂျင်မြေဝန်ဆောင်မှုအသင်းမှလည်းတစ်ဖက်တစ်လမ်းကနေနိုင်ငံတော်အတွက်အခွန်အခများရရှိအောင်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိနေတယ်လို့သိရှိရပါတယ်ခင်ဗျာ။